ကျွန်တော်တို့ရဲ့ကဘာမြေဟာလုံးစုံပြည့်စုံတဲ့အလုံးဝန်းကြီးတစ်ခုမဟုတ်ဆိုတာကျွန်တော်တို့သိကြပါတယ်။ဒါပေမဲ့တကယ်နဲ့နေတဲ့ဘေးလေးကတော့ကျွန်တော်တို့ရဲ့ခြေပွားအောင်ဟိုးမိုင်မောင်မြတ်စွာအနက်မှာရှိနေတာဖြစ်ပါတယ်။ကဘာအပေါ်ရင်လွှာရဲ့အောက်ဖက်အဝေးကြီးမှာဆိုရင်တော့ကဘာကျိုးကြီးဟာနှစ်ပေါင်းဘီလီယံနဲ့ချီပြီးတော့အေးခဲလာခဲ့တာဖြစ်ခဲ့ပေမဲ့လေနေရာအနက်မှာဆိုရင်တော့ညီညာညာအေးခဲနေကြတာတော့မဟုတ်ခဲ့ပါဘူး။ပစိဖိတ်သမုဒ္ဒရာဘက်အချမ်းဟာအပူဓာတ်ကိုပုံမြန်ဆွတ်ထုတ်နေခဲ့ပြီးတော့အာဖရိကဘက်အချမ်းဟာဆိုရင်တော့အပူတွေကိုပိုကြကြထိန်းထားပေးခြင်းအပြင်အပူရောင်တဲ့နှုန်းကိုနှေးကွေးစေပါတယ်။အဲဒီကွာခြားချက်ကြောင့်ပဲကဘာမြေဟာငလင်းလေးလှုပ်ပြီးတော့မြေပြင်တွေအကွက်တာမီးတောင်တွေပေါက်ကွဲပြီးတော့မီးလျံတွေအပြင်ဘက်ကိုပတ်ထတာမျိုးတွေနဲ့အမြဲတမ်းခရောက်ခရဖြစ်နေခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကဘာကြီးကိုဆက်ပိတ်ထားတဲ့အင်ဂျင်ကြီးတစ်ခုလိုမြင်ကြည့်ပါ။အဲဒီလိုဆိုရင်တော့အပြင်ဘက်ကအရင်ဆုံးအေးသွားရင်လည်းအတွင်းပိုင်းအနက်မှာဆိုရင်တော့အပူတွေဟာကျန်ရှိနေပါသေးတယ်။အဲ့ဒီအတွင်းပိုင်းပူဟာဆိုရင်တော့ကဘာချိုစတင်ဖြစ်ပေါ်စဉ်ကတည်းကကြံရစ်ခဲ့တဲ့ဆွမ်းရည်တွေဖြစ်ပြီးတော့အဲ့ဒီအချိန်ကလေးကအပြင်ဘက်ကိုထွက်ပေါက်ရှာဖို့အတွက်နဲ့ဖြည်းဖြည်းကြိုးစားနေခဲ့တာဖြစ်ပါတယ်။အဲဒီလိုပဲသိပ္ပံပညာရှင်တွေကအချိန်တော်ကြောင်ကဘာကြီးဟာရက်မျက်နှာအနှံ့ပြားကိုအပူဓာတ်ညီညာညာဆွတ်ထုတ်တယ်လို့ယူဆခဲ့ကြပါတယ်။အလဲမှာပူပြီးတော့ကျန်တဲ့နေရာတွေမှာတဖြည်းဖြည်းချင်းအေးလာတယ်လို့ယူဆခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အော်စလိုတက္ကသိုလ်ကအဖွဲ့တစ်ခုဟာကဘာချိုရဲ့တမန်ကြောင်ကိုနှစ်ပေါင်းတန်း400ပြန်လည်ပြီးတော့အပူတွေဘယ်နေရာနေပြီးတော့တကယ်ထွက်သွားတယ်လဲဆိုတာကိုကွန်ပျူတာနဲ့ပုံဖော်ကြည့်တဲ့အခါမှာဆိုရင်တော့လုံးဝခြားနာတဲ့အရာတစ်ခုကိုတွေးခဲ့ရပါတယ်။အေးခဲမှုကဘယ်လိုမှမငြင်းမြပါဘူး။ကဘာတစ်ဖက်ချမ်းဟာကျန်တဲ့တစ်ဖက်ထက်ပိုမြန်မြန်အေးနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီကွာခြားချက်ဟာဆိုရင်တော့တိတိတသားကြီးကိုဖြစ်နေပါတယ်။ကဘာအကြီးဆုံးနဲ့အနက်ဆုံးသမုဒ္ဒရာကြီးရှိတဲ့ပစိဖိတ်ချမ်းအာဖရိကရေရှားဘက်ချမ်းနဲ့နှိုင်းယှဉ်50 degree Kelvin ခန့်ဒါမှမဟုတ်ရင်တော့90 degree Fahrenheit လောက်ထိပိုပြီးတော့အေးသွားခဲ့ပါတယ်။အဓိကအကြောင်းရင်းဟာဆိုရင်တော့အပူကားလေးကြောင့်ပဲဖြစ်ပါတယ်။အာဖရိကနဲ့ရေရှားတိုက်တွေဟာဆိုရင်တော့ထူထပ်ပြီးတော့ရှေးကြတဲ့ကုန်းမြေအပေါ်ရန်လွှာအလွှာလိုက်တွေပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ပစိဖိတ်ဘက်ချမ်းဟာဆိုရင်တော့စမ်းကျင်ဘက်ပဲဖြစ်ပါတယ်။သူကအပူတွေကိုအလွယ်တကူထွက်သွားနိုင်တဲ့ပိုပြီးပါလာတဲ့အပေါ်ရန်လွှာပေါ်ကနေပြီးတော့သမုဒ္ဒရာကြီးဖြစ်နေလို့ပဲဖြစ်ပါတယ်။ဒါအပြင်အပေါ်မှာရှိတဲ့အေးဆက်နေတဲ့ပင်လယ်ရေတွေကလည်းအပူတွေကိုမပြတ်တမ်းဆွဲထုတ်နေပါတယ်။ပစိဖိတ်ဘက်ချမ်းဟာရမ်းမြန်မြန်အေးနေကြတာကြောင့်မြေအောက်အနက်ပိုင်းကကြောက်လာတွေဟာလေးလံလာပြီးတော့ကဘာပိုးစီကိုပြန်လည်နှိမ့်ဝင်သွားပါတယ်။ဒါဆိုရင်တော့ကဘာအပေါ်ရန်လွှာကိုအောက်ဘက်ကိုဆွဲချသွားတဲ့နှိကွေးလာတဲ့တဲယူပို့ဆောင်ရေးခပတ်ကြိုးကြီးတစ်ခုလိုပါပဲ။လေးလံတဲ့အရာတွေဟာနှိမ့်ဝင်သွားတတ်ပါတယ်။အဲဒီလိုနှိမ့်ဝင်သွားတဲ့အခါမှာဆိုရင်တော့ထပ်ထိုးနဲ့ပလိတ်ချက်တွေရဲ့အစွန်းတွေကိုဆွဲယူသွားပြီးတော့ဖိအားတွေကမ္ဘာအနက်ဆုံးကြောင်ကြီးတွေငလင်တွေနဲ့မီးတောင်တန်းတွေကိုဖြစ်ပေါ်စေပါတယ်။ကမ္ဘာငလင်နဲ့မီးတောင်ပေါက်ကွဲမှုအများစုဟာမီးခွင်း Ring of Fire လို့ခေါ်တဲ့အကွန်းကြီးထဲမှာဖြစ်ပွားလေရှိပါတယ်။ဒီနေရာသမုဒ္ဒရာကျမ်းပြင်တွေအေးလာလေးလံလာပြီးတော့ကမ္ဘာအတွင်းပိုင်းတွေကိုနှိမ့်ဝင်သွားတဲ့နေရာပဲဖြစ်ပါတယ်။အဲဒီလိုနှိမ့်ဝင်သွားတဲ့ကြောက်ဆောင်တွေဟာကမ္ဘာဗဟိုနားမှာရှိတဲ့တိုက်ကြီးတိုင်းဆာလောက်ရှိတဲ့ဒုတဲ့ကြီးမားတဲ့အရာတစ်ခုကိုတွားတိုက်မိတဲ့အခါမှာဆိုရင်တော့မိုင်မောင်းထောင်ချီနဲ့တဲ့နေရာထိဆင်းသွားကြပါတယ်။သိပ္ပံပညာရှင်တွေဟာအဲ့ဒီအရာကိုဘလော့အဆိုင်ခဲတုံးကြီးလို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုရင်တော့လေးလံတဲ့သမုဒ္ဒရာကျမ်းပြင်တွေဟာသူ့အပေါ်ကိုအမြဲတမ်းပြုတ်ကျနေလို့ပဲဖြစ်ပါတယ်။ပစိဖိတ်ဘက်ကအဆိုင်ခဲတုံးတွေဖြစ်တဲ့ပစိဖိတ်ပေါ်ဟာဆိုရင်တော့ဖိသိက်ခံထားပြီးတော့အောက်ဘက်ကိုဖိချထားခြင်းခံထားရတာကြောင့်ဒီနေရာထဲမှာပဲငြိမ်ပြီးတော့လေးလံလံရှိနေပါတယ်။ဒါပေမဲ့ကမ္ဘာအခြားတစ်ဖက်မှာဆိုရင်တော့အဲ့ဒီနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။အာဖရိကအောက်မှာဆိုရင်တော့အလေးလုံးလိုဖိထားမဲ့နေဝင်နေတဲ့ plate ချက်တွေအများကြီးမရှိပါဘူး။အောက်ကိုဖိထားပေးမဲ့ဖိအားမရှိတဲ့အတွက်အာဖရိကဘက်ကအဆိုင်ခဲတုံးတွေဟာပုံပုံမြင်မပြီးတော့ပေါ်ပါလာပါတယ်။သူကအပေါ်ဘက်ကိုတွန်းနေပြီးတော့မြေပြင်ကိုမြောက်တင်ကတိုက်ကြီးတစ်ခုလုံးရဲ့ပေါ်သဏ္ဍာန်ကိုလည်းပြောင်းလဲစေပါတယ်။တကယ်တော့အဲ့လိုပေါ်ပေါ်တက်လာတဲ့ဘူပေါင်းကြီးကြောင့်ပေါ်ရမြေပြင်ဟာစပြီးတော့အကွဲနေပါပြီ။အရှေ့အာဖရိကမှာဆိုရင်တော့ Great Rift Valley လို့ခေါ်တဲ့အကြောင်းကြီးဟာအောက်ကနေတွန်းနေတဲ့ဖိအားကြောင့်တဖြည်းဖြည်းနဲ့ပွင့်လာနေပါတယ်။နောက်ဆုံးမှာတော့ဖိအားတွေဟာရမ်းများလာပြီးတော့အာဖရိကတိုက်ဟာတကယ်ပဲနှစ်ချမ်းကွဲသွားမှာဖြစ်ပြီးတော့အဲ့ဒီအကြောင်းလေးကိုဆိုရင်တော့သမုဒ္ဒရာအသစ်တစ်ခုဟာစီးဝင်လာပါလိမ့်မယ်။ဒီအဆိုင်ခဲလုံးကြီးတွေဟာတီယာလို့ခေါ်တဲ့ရှေးအောင်ဂျိုလိုကြီးတစ်ခုရဲ့အကျိုးညံနေဖြစ်နိုင်တယ်ဆိုတော့စိတ်ဝင်စားစရာတီယိုရီတစ်ခုရှိပါတယ်။သူတွေဒီချိုဟာလွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံချီတဲ့အချိန်မှာဆိုရင်တော့တီယာဂျိုဟာကဘာကြီးကိုလာတိုက်ခဲ့တယ်လို့ယူဆကြပါတယ်။
အဲ့လိုတိုက်မိတဲ့အခါမှာတော့ဘိုင်းစာချူဟာလွတ်စင်ပြီးတော့လကဘာဖြစ်သွားခဲ့မယ်လေချိုတော့လေးလံတဲ့ဘိုင်းနေရဆိုရင်တော့ကဘာအတွင်းပိုင်းတွေကိုနှိမ့်ဝင်သွားခဲ့တာပါဒါကြောင့်ပဲကျွန်တော်တို့ရဲ့ကဘာအတွင်းပိုင်းကြီးဗတ်မကြီးဖြစ်နေရတာဟာတခြားကဘာတစ်ခုရဲ့အပိုင်းစာတွေကျွန်တော်တို့ရဲ့ကဘာထဲမှာမြုပ်နှံထားလို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါကတော့ထင်ကြီးပေးထားတဲ့ theory တစ်ခုသာဖြစ်ပါတယ်သူတို့ရဲ့မူလအစဘာပဲဖြစ်ဖြစ်ဒီအဆိုင်ကဲတုံးကြီးတွေကအရန်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုရင်တော့သူတို့ဟာကဘာကြီးကိုမတူညီတဲ့အပြုတ်မှုတစ်ခုဖြစ်နေခွဲခြားပေးထားလို့ပဲဖြစ်ပါတယ်ပစိဖိတ်ဘက်မှာဆိုရင်တော့အေးဆက်တဲ့ကြောက်ချက်တွေဟာအောက်ဘက်ကိုဆက်တိုက်နေဝင်ပြီးတော့ပုံနေပါတယ်ဆက်ကြည့်ပါအချမ်းမှာဆိုရင်တော့အပူရီယာအတွင်းပိုင်းမှာဆူပြီးလာပြီးတော့အချိန်ကြာလာတဲ့နေမြအပေါ်ကိုတွန်းနေပါတယ်တစ်ဖက်ကအောက်ဘက်ကိုဥတီတဲ့လှုပ်ရှားမှုတွေကြီးစိုးနေပြီးတော့နောက်တစ်ဖက်မှာဆိုရင်တော့အပေါ်ဘက်ကိုဥတီတဲ့လှုပ်ရှားမှုတွေဟာကြီးစိုးလို့နေပါတယ်ဒီလိုမညီမျှမှုကမန်တယ်လော်မာနေရမသွားပါဘူးကမ္ဘာဘိုးချက်အထိပါတက်ရောက်နေပါတယ်ဘာလို့လဲဆိုရင်တော့ကမ္ဘာအတွင်းပိုင်းဘိုးချက်ဖြစ်တဲ့အင်နာခိုဟာအခုထိကြီးထွားနေစေမှုလိုပဲဖြစ်ပါတယ်သူရဲ့ပတ်ပတ်လေးမှာရှိတဲ့အရေးပေါ်နေတဲ့တန်ရည်တွေဟာဆိုရင်တော့တဖြည်းဖြည်းနဲ့အဆိုင်ခဲဖြစ်လာပြီးတော့ဘိုးချက်မှာလာကတ်နေတာဖြစ်ပါတယ်ဒီဖြစ်စဉ်ဟာနေရာတိုင်းမှာတပြေးကြီးဖြစ်မနေပါဘူးဘိုးချက်ရဲ့တစ်ဖက်ချမ်းဟာကျန်တဲ့တစ်ဖက်ထက်ပိုမြင့်မြတ်ကြီးထွားနေပါတယ်ဒါဟာကမ္ဘာကြီးကိုဟန်ချက်ပြတ်သွားစေနိုင်တယ်လို့ထင်ရပေမဲ့လေတကယ်တမ်းမှာတော့ဟန်ချက်မပြတ်ပါဘူးဒါအပြင်ကမ္ဘာအတွင်းမှာကျွန်တော်တို့ထင်သလိုတန်လုံးမာကြီးလိုတောင့်တင်းနေတာမဟုတ်ပါဘူးအချိန်ကြာလာတဲ့မြအတွင်းပိုင်းကအရာတွေဟာတဖြည်းဖြည်းနဲ့ရွေလျားသွားနိုင်ပါတယ်ဒရက်ဆရာကအရာအလုံးကိုဘိုးစီကိုဆွဲထုတ်ထားတာကြောင့်အရာအလုံးကပြန်ပြီးတော့ညင်ညာသွားအောင်ကူညီပေးပြီးတော့ဘိုးချက်ကိုအလုံးတရံဖြစ်နေစေတာလည်းဖြစ်ပါတယ်ဒါပေမဲ့အလုံးတရံဆိုတာလည်းအပြေးဝတော့မဟုတ်ပါဘူးကမ္ဘာအတွင်းပိုင်းဘလောက်တောင်မညီမညာဖြစ်နေတယ်လဲဆိုတာကိုသိချင်ရင်တော့အိန္ဒိယသမုဒ္ဒရာကိုကြည့်လို့ရပါတယ်မြေအောက်မှာဒုတဲ့ပုံများတဲ့နေရာတွေမှာဒရက်ဆရာဟာပိုပြင်းပါတယ်ဒုတဲ့နေတဲ့နေရာမှာဆိုရင်တော့ဒရက်ဆရာဟာယွန်နေပါတယ်အိန္ဒိယသမုဒ္ဒရာရဲ့အလဲမှာအိန္ဒိယသမုဒ္ဒရာဒရက်ဆရာအပေါက်ဖြစ်တဲ့ Indian Ocean Gravity Hole လို့ခေါ်တဲ့ထူးဆန်းတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒီနေရာမှာကမ္ဘာဒရက်ဆရာဟာပုံမှန်ထက်ပိုနေနေပါတယ်ဘလောက်တောင်နေတယ်လဲဆိုရင်တော့သမုဒ္ဒရာရေပြင်ကိုပုံမှန်မြင့်မှရှိနေအောင်တော့မှမဆွဲထားနိုင်ပါဘူးဒါကြောင့်အဲ့ဒီနေရာကရေပြင်ဟာအောက်ဘက်ကိုနှိမ့်ဝင်နေပါတယ်တကယ်လို့သင်ကအဲ့ဒီနေရာကိုသင်မောနဲ့ဖျက်သွားခဲ့မယ်ဆိုရင်တော့သတိထားမိမှာမဟုတ်ပေမဲ့လေလက်တွေမှာဆိုရင်တော့သင်ဟာကျန်တဲ့သမုဒ္ဒရာရေပြင်တွေထက်ပေ300လောက်ပိုနေတဲ့နေရာတွေမှာရောက်ရှိနေတာဖြစ်ပါတယ်ဒါဟာကမ္ဘာအတွင်းမှာဒုရယ်တွေပြောက်ဆုံးနေတာကြောင့်ဖြစ်ပေါ်လာခဲ့တဲ့မမြင်ရတဲ့ပင်လယ်ထဲကဂျန်ဝမ်ကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ချောပွေးတဲ့မျက်နှာပြင်အောက်မှာရှုပ်ထွေးတဲ့အတွင်းပိုင်းကိုဖုံးကွယ်ထားတာဆိုရင်တော့ကျွန်တော်တို့ရဲ့ကမ္ဘာတစ်ခုတည်းမဟုတ်ပါဘူးလက်ကဘာမှာဆိုရင်လည်းအဲ့ဒီလိုပဲဖြစ်ပါတယ်ဘီလီယံနဲ့ချီတဲ့နေ့တွေတစ်ချောင်းမှာကျွန်တော်တို့ရဲ့ကမ္ဘာတော်ဆရာလာရဲ့လေပန်နှုံးကိုနှိကွေးသွားတယ်ပြီးတော့တစ်ဖက်တည်းကပဲကမ္ဘာဘက်ကိုအမြဲမျက်နှာမူထားအောင်ဆွဲငင်အားဖန်ချုပ်မှုလို့ခေါ်တဲ့ထိုင်တယ်လောကင်းကိုဖြစ်စေခဲ့ပါတယ်ဒါကိုပဲကျွန်တော်တို့ကလာရဲ့အနီးဘက်ချမ်းနီယာဆိုင်နဲ့အဝေးဘက်ချမ်းဖားဆိုင်လို့တည်ထားကြတာပါဒါဟာလာရဲ့တမိုင်းဥက္ကလာမှာအလွန်အရေးပါခဲ့ပါတယ်အနီးဘက်ချမ်းကကမ္ဘာဘက်ကိုအမြဲမျက်နှာမူထားပြီးတော့အဝေးဘက်ချမ်းဆိုရင်တော့အာကာသထဲကိုအမြဲမျက်နှာမူထားတာပါဒီလိုနေတာဟာလာရဲ့အတွင်းပိုင်းမှာအပူတွေဘလို့တူလောင်ပြီးတော့ဘလို့စွန့်ထုတ်မလဲဆိုတာအပေါ်မှာတက်ရောက်မှုရှိခဲ့ပါတယ်NASA အာကာသကုမ္ပဏီက Gray လို့ခေါ်တဲ့အာကာသယာဉ်နှစင်းကိုအသုံးပြုပြီးတော့လာရဲ့ဒရက်ဆရာကိုမြေပုံဖော်တဲ့အခါမှာတော့ left number လို့ခေါ်တဲ့တန်ဖိုးတစ်ခုကိုတိုင်းတာခဲ့ပါတယ်အဲ့ဒီကိန်းဂဏန်းကဂျိုးဒါမှမဟုတ်လာတစ်စင်းဟာဒရက်ဆရာကြောင့်ဘလောက်အထိပုံပြတ်သွားနိုင်လဲဆိုတာကိုဖော်ပြတာဖြစ်ပါတယ်အဲ့လိုတိုင်းတာတဲ့အခါမှာဆိုရင်တော့လာရဲ့ left number ဟာမျောလင့်ထားတာထက်ပိုများနေရအောင်တွေ့ရပါတယ်ဆိုလိုတာကလာရဲ့အတွင်းပိုင်းဟာရှိတင်တာထက်ပိုပြီးတော့ပျော့ပြောင်းနေတာပါသိပ္ပံပညာရှင်တွေကဒရက်ဆရာချက်လက်တွေကိုသေချာစစ်ဆေးကြည့်တဲ့အခါမှာတော့ဒီလိုပျော့ပြောင်းမှုဟာကမ္ဘာဘက်ကိုမျက်နှာမူထားတဲ့လာဘက်ချမ်းကနေလာတာဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်လာရဲ့အနီးဘက်ချမ်းဟာတွင်းပိုင်းမှာပိုပူလေးပျော့ပြောင်းနေပြီးတော့အဝေးဘက်ချမ်းမှာဆိုရင်တော့ပိုပြီးတော့အေးဆက်တောင်းတင်းနေပါတယ်တိုင်းတာချက်တွေကအနီးဘက်ချမ်းရဲ့မန်နေဟာပုံပုံပူပြင်းပြီးတော့ဘီတောင်လှုပ်ရှားမှုပိုများပါတယ်အဲ့ဒီကွာခြားချက်ကိုတော့အပြင်ဘက်ကနေမြင်နိုင်ပါတယ်အနီးဘက်ချမ်းအရန်ပိုပြီးတော့ပျော့ပြောင်းနေကြတာကြောင့်ရှေးအောင်ချော်ရည်တွေဟာပေါ်ရလာကိုအလွယ်တကူဖောက်ထွက်ပြီးတော့မျက်နှာပြင်ပေါ်ကိုစီးဆင်းနိုင်ခဲ့ပါတယ်အဲဒါကြောင့်ပဲညဘက်မှာကျွန်တော်တို့မြင်နေရတဲ့လကဘာကြီးဟာအမဲအောင်ကွက်ကြီးတွေဖြစ်လာတာဖြစ်ပါတယ်အခြားတစ်ဖက်မှာဆိုရင်တော့အဝေးဘက်ချမ်းဟာအေးဆက်ပြီးတော့မာကျုံနေကြတာကြောင့်ချော်ရည်တွေဟာအဲ့ဒီလိုမျိုးစီးဆင်းမှုတော့မဖြစ်နိုင်ခဲ့ပါဘူးကျွန်တော်တို့ရဲ့ကမ္ဘာကိုပြန်ကြည့်မယ်ဆိုရင်တော့ပစိဖိတ်သမုဒ္ဒရာမှာပေါ်ပြတဲ့နောက်ထပ်ထူးခြားချက်တစ်ခုရှိနေပါတယ်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာတနေရာတိုင်းမှာလည်နေတာမဟုတ်ပါဘူးကမ္ဘာကြီးဟာနေကိုတနာရီမိုင်ပေါင်း 6600 ကျော်နှုန်းနဲ့လဲပတ်နေတာဖြစ်ပါတယ်
နေအဖွဲ့အစည်းတစ်ခုလုံးကလည်းဂလက်စီထဲမှာဘိုးကောင်တွေကြားထဲမောင်းနေတဲ့ကားတစ်စီးလိုရွေလျားနေပါတယ်ဒါဟာချိန်ကြာလာတဲ့မြအာကာသတွေကနေလွန်မြောလာတဲ့အရာဝတ္ထုတွေရာဆိုရင်တော့အရှိတ်ဘက်ကိုဥတီပြီးတော့ရွေလျားနေတဲ့ကျွန်တော်တို့ရဲ့ကမ္ဘာပတ်ချမ်းကိုလာတိုင်းမိဖို့အတွက်ပို့ပြီးတော့အခွင့်အလမ်းများပါတယ်ပစိဖိတ်သမုဒ္ဒရာကြီးရာဆိုရင်တော့ကမ္ဘာအရှိတ်ဘက်ချမ်းရဲ့ဧရိယာအတော်များများကိုဖုံးလွှမ်းထားတာကြောင့်အာကာသတွေကလာတဲ့အရာဝတ္ထုတွေရာတခြားသမုဒ္ဒရာတွေဒါမှမဟုတ်တိုက်ကြီးတွေနဲ့ပစိဖိတ်တွေကိုပို့ပြီးတော့ကြားအောင်လို့ရှိပါတယ်ဒါထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်စေပါတယ်အကျော်မတွေအပူအများဆုံးဆွတ်ထုတ်နေတဲ့ကမ္ဘာတစ်ချမ်းအားဆိုရင်တော့ပြင်ပကနေရောက်လာတဲ့အရာတွေအတွက်လည်းအကြီးမားဆုံးသင်္ကန်းကိုကြီးဖြစ်နေပြန်ပါတယ်အဲ့ဒီအရာကအရင်ကျေပြီးတော့လူသူကင်းဝေးတာကြောင့်အာကာသအေဂျင်စီတွေကတောင်မှပဲ point နီမိုလို့ခေါ်တဲ့အဝေးဆုံးနေရာကိုအာကာသယာဉ်သင်္ကန်းဖြစ်နေအသုံးပြုကြပါတယ်ကျွန်တော်တို့ဟာတက်တန်းကုန်သွားတဲ့ဂျိုလူတွေနဲ့မားလိုမျိုးကြီးမားတဲ့အာကာသစကန်တွေကိုအဲ့ဒီနေရာကိုပဲတက်တဲ့ချိန်ပြီးတော့ပြတ်ကျခိုင်းနေရှိပါတယ်ဒါကြောင့်ပဲပစိဖိတ်သမုဒ္ဒရာကြီးဟာစကြဝဠာတွေကအမှတ်မထင်လာတိုက်တာရောကျွန်တော်တို့ကတမင်တကာပြစ်ချတာရောနှစ်ဖက်စလုံးကဒဏ်ကိုခံနေရတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာမငြိမ်မသက်ဖြစ်နေပါတယ်တိုက်ကြီးတွေကရွေလျားနေကြပါတယ်သမုဒ္ဒရာတွေကလည်းပွင့်လာလိုက်ပိတ်သွားလိုက်ပါပဲနောက်ထပ်နှစ်တန်းပေါင်းရာကဏန်းလောက်ကြာတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးဟာလုံးဝပုံစံပြောင်းလဲသွားပါလိမ့်မယ်အခုအချိန်မှာပစိဖိတ်သမုဒ္ဒရာကြီးဟာတဖြည်းဖြည်းနဲ့ကြီးမြောက်လာနေပါတယ်နောက်ဆုံးမှာတော့အမေရိကတိုက်တွေကအာရှတိုက်နဲ့သွားတိုက်မိနိုင်ပြီးတော့သမုဒ္ဒရာအသစ်တစ်ခုဟာကမ္ဘာအဓိကအပူဆွတ်ထုတ်ရနေရတဲ့အရှိတ်ဘက်ကဒဏ်ခံပန်ကာဖြစ်တဲ့တာဝန်ယူရပါလိမ့်မယ်ဒါပေမဲ့လည်းအခုလောလောဆယ်မှာဆိုရင်တော့အေးဆက်ပြီးတော့ကံမကောင်းရှာတဲ့ဒီသမုဒ္ဒရာကြီးရှိနေတာကိုပဲကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာစိတ်ဝင်စားတဲ့ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့ခင်ဗျာ